လန်အစမှာတန်ပါလို့ခေါ်တဲ့နိုင်ငံတနိုင်ငံရှိပြီးအဲ့ဒီနိုင်ငံကလူတွေဟာအေးချမ်းပျော်ရွှင်စွာနေထိုင်နေကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့မုန်းစီယာအဖြစ်တစ်ခုဖြစ်လာပါတယ်။မန်စတာတွေအယမ်းများပေါ်လာပြီးနိုင်ငံတော်ဝန်လုံးကိုဖျက်ဆီးလာကြပါတယ်။အဲ့ဒီအချိန်မှာဘရင်ကလူငယ်တယောက်ကိုမန်စတာအားလုံးကိုတပ်ပြီးနိုင်ငံကိုကယ်တင်ပါလို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီလူငယ်ဟာ Wizard King ဖြစ်ပါတယ်။ Wizard King ဟာတယောက်တည်းမန်စတာတွေအားလုံးကိုရင်ဆိုင်သွားပါတယ်။ဒါပေမဲ့သူတယောက်တည်းမဟုတ်ပါဘူး။သူ့နောက်မှာ Spirit ဝိညာဉ်မင်းကလေးတယောက်အမြဲတမ်းထောက်ပံ့ပေးနေပါတယ်။တိုက်ပွဲကြာလာတဲ့အခါမန်စတာတွေကပိုအားကောင်းလာပြီး Wizard King ကရှုံးနီးချက်သွားပါတယ်။အဲ့ဒီအချိန်မှာသူကဝိညာဉ်ကိုကူညီဖို့ဆုတောင်းလိုက်ပါတယ်။ဒါနဲ့ဝိညာဉ်ကတိုက်ပွဲထဲဝင်ရောက်ပြီးမန်စတာအားလုံးကိုတခါတည်းတပ်ပစ်လိုက်ပါတယ်။မန်စတာတွေကိုအနိုင်ရပေမဲ့ Wizard King ကအားကုန်သွားပြီးတေခါနီးအခြေအနေဖြစ်သွားပါတယ်။အဲ့ဒီနောက်ဝိညာဉ်ကပျောက်ကွယ်သွားပြီးသူ့ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝိညာဉ်က Wizard King ကို Spirit World သို့ခေါ်သွားပါတယ်။နှစ်ဘလောက်ကြာသွားလဲမသိရပေမဲ့ Wizard King ဟာနိုင်ငံကိုပြန်မလာသေးပါဘူး။ဇလန်ကအခြားနေရာကိုပြောင်းသွားပါတယ်။ဈေးဆိုင်တစ်ဆိုင်မှာအဖေတယောက်ကမိန်းကလေးငယ်တယောက်ကိုခောက်လေးပေါ်ထိုင်စေထားပါတယ်။မိန်းကလေးကအဖေအဲ့ဒီသူပြန်လာရမယ့်အချိန်မဟုတ်ဘူးလားလို့မေးပါတယ်။အဖေကငိမ်မဘာမှမဖြစ်ပါဘူးလို့ပြန်ပြောပြီးအစားအစာဝယ်ဖို့ဈေးဆိုင်ရှင်ကိုပေးချေပါတယ်။အဲ့ဒီအချိန်မှာလူနှစ်ယောက်ဝင်လာပြီးသူ့ကိုတွေ့သွားကြပါတယ်။ Lord Rowell လားလို့ခေါ်လိုက်ပါတယ်။ Rowell ကသူတို့ကိုမြင်တာနဲ့သမီးကိုချီပြီးထွက်ပြေးပါတယ်။လူနှစ်ယောက်က Lord Rowell မပြေးနဲ့ခဏတော့ရပ်ပါအောင်လို့ပြေးလိုက်ပါတယ်။နောက်ဆုံးလမ်းဆုံးကိုရောက်သွားတဲ့အချိန်သူတို့ကအခုတော့မပြေးနိုင်တော့ဘူးလို့ပြောပါတယ်။ဒါပေမဲ့တစ်ချက်ထဲမှာပဲ Rowell ကပျော့ကွယ်သွားပါတယ်။ Teleport လောက်သွားတာပါ။သမီးကအဖေဘာလို့ပြန်မကျင်တာလဲလို့မေးပါတယ်။ Rowell ကငါပြန်ရင်အရန်ကြီးပြဿနာဖြစ်မယ်လို့ပြန်ပါတယ်။အဲ့ဒီနောက်သမီးကကိုယ်တိုင်ပြောပါတယ်။အဖေကနိုင်ငံကိုကယ်တင်ခဲ့တဲ့ Lord Rowell ပါ။ပြီးတော့သူမကကိုယ်တိုင်ကိုကြအကြောင်းပြောပြပါတယ်။အဖေက Master တိုင်ရင်မေ့လော့သွားတဲ့အချိန် Spirit Queen ကိုတွေ့ခဲ့ပါတယ်။သူမကအဖေကို Spirit World နဲ့ခေါ်သွားပြီးကယ်တင်ခဲ့တယ်။အဖေကအမေနဲ့ချစ်မိသွားပြီး Half Spirit ဖြစ်သွားပါတယ်။ပြီးတော့သူတို့လက်ထပ်ကြတယ်။8နှစ်အားကြာမှကျမမွေးလာခဲ့တယ်။ဒါပေမဲ့ကျမက reincarnator ပါ။အရင်ဘဝမှာဂျပန်နိုင်ငံမှာသိပ္ပံပညာရှင်ဖြစ်ခဲ့တယ်။မတိတာအကြောင်းဖြစ်သေးပြီးဒီကဘာမှာပြန်မွေးလာခဲ့တာပါ။သူမက atom manipulation, teleportation လို့အစွမ်းရှိပေမဲ့အပိအစုံသုံးနိုင်သေးပါဘူး။ဒါကြောင့်အဖေနဲ့အတူလေ့ကျင့်နေပါတယ်။ Alberto ဆိုတဲ့လူပေါ်လာပြီး Lord Rowell လို့ခေါ်ပါတယ်။ Rowell ကထက်ပြေးပြီးသမီးကိုခေါ်သွားပါတယ်။ Alberto ကအရင်က Rowell ရဲ့ bodyguard ဖြစ်ခဲ့တာပါ။ Rowell ရဲ့မင်္ဂလာဖြတ်ခဲ့တဲ့ Aziel ကသူ့ညီနဲ့လက်ထပ်သွားရတဲ့အကြောင်းအမှန်တရားကိုသိသွားပါတယ်။ဒါကြောင့် Rowell ကငါပြန်လို့မရတော့ဘူးလို့ထင်နေပါတယ်။ Rowell ကဒီကဘာမှာလက်ထပ်မတန်းတင်ချင်တယ်လို့ပြောပြီးဖျားเจ้าသို့သွားပါတယ်။ဝိညာဉ်မင်းကလေး OD ကိုစင်ခေါ်ပြီးလူရှိမှတရားဝင်လက်ထပ်ပါတယ်။သမီးက Platinum, Carbon, Diamond တွေ Atom တွေကိုထိန်းချုပ်ပြီးလက်စွပ်ဖန်တီးပေးပါတယ်။သူမက Atom Manipulation Ability ရှိလာထင်ရှားသွားပါတယ်။ Rowell ကအန်ဒီယရှိလို့အမေနဲ့သမီးကို Spirit World ပြန်ပို့လိုက်ပါတယ်။အလံဖြူတွေတင်ထားပြီးလူတိုင်း Wizard King ပြန်လာတာသိသွားကြပါတယ်။လူတွေအယမ်းပျော်ပါတယ်။ Rowell ကိုသူ့အရင်ချစ်တော်ဝလုံးလုံးမင်းကလေးပြန်တွေ့ပြီး OD ကမနာယူလာပါတယ်။ဒါပေမဲ့ပြဿနာမဖြစ်အောင်ထိမ့်သိမ့်လိုက်ပြီး Episode 1ပြီးဆုံးသွားပါတယ်။